ကဲဝမ်းသာစရာတည်င်းကောင်းပေါ့နော်ဒီနေ့ဒီအမားကမင်္ဂလာတော်ကနေပြီးကကြမှာလားကျွန်တော်ဒီမှာလာပြီးတော့ဝယ်တာ3ချိန်မြောက်တတိယမြောက်အခောက်ပါပထမအခောက်ကကျွန်တော်ဆိုင်ပွင့်ဝင်းနေအမလာဝယ်တာဆိုင်ပွင့်ဝင်းနေဘိုင်းအောင်ဝက်ဆက်လေးတယ်ဒုတိယတစ်ခါလာဝယ်တော့အမပြက်ကနေလေးတစ်ခုလက်ဆောင်ထည့်ပေးလိုက်တယ်အခုအမကလာဝယ်ပြီးတော့ဗာပြောလဲဆိုတော့သူပေါ့နော်ဒီဆေးတောက်တဲ့အချိန်မှာအရင်ဆက်တောက်နေရတဲ့ဆေးတွေအားလုံးသူဖြတ်လိုက်ပြီးတော့ဒီဆေးတစ်မျိုးနဲ့အဆင်ပြေနေတယ်တဲ့အမဆက်ပြီးတောက်နေပါဆေးတွေဖြတ်လိုက်တယ်ပြောအာယုံကျော်ဆေးတောက်တယ်တူကြာစီတောက်ရတယ်တောက်ရတယ်ဟုတ်ဘုကဘောင်းလို့ရှိတယ်ဒါကလုံးဝမသိမှမတောက်ဘူးဒီဟာကပြောပါတော့အခုသူအာယုံကျော်သေးတောက်တယ်ပြီးလို့ရှိရင်စီးကြိုလာဟာတွေးတိုးသေးတောက်တယ်ပေါ့နော်အစာရင်သေးတောက်တယ်အဲ့ဒါတွေသူလုံးဝဖြတ်လိုက်တယ်အခုဒီဆေးတောက်တာနဲ့အဆင်ပြေအဓိကသူဝမ်းအရမ်းမှန်တဲ့အတွက်သူကျင်နေတယ်ပေါ့နော်ကျင်နေတဲ့အတွက်3ချိန်မြောက်လာဝယ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီအမဒီရှေ့လိုက်ကြလို့ရှိရင်ကျွန်တော်တို့မှဒီဆေးလိုက်ရောက်လို့ရှိရင်ရှိတယ်ဒါပေမဲ့အဲ့ကြလို့ရှိရင်လည်းပြည်သူ့ညွန်မှာလာပြီးဝယ်လို့လည်းရသေးတာအခုတော့ဒီအမအခုတော့ကျွန်တော်တို့ဆေးကိုပေါ့နော်ဒါဆေးဆိုပေမဲ့ဟိုအများတော့ဒါအစင်ပြေတော့ဆေးဝါးလို့ပြောကြတာပါတကယ်တော့ယူပေါ့နော်ဒီယူကတချို့ကြလို့ရှိရင်မှတွေးတိုးနဲ့တဲ့လားစီးကြုံနဲ့တဲ့လားဆိုပြီးလာမေးကြတာရှိတယ်ဒါကကျွန်တော်တို့ရှိမှလာဝယ်တောက်နေတာ right customer အစ်စ်ပါလုံးဝ customer က customer ပါအဲ့ဒါဒီ customer ရှိမှလည်းဒါတစ်ခါလေးပြောပြတာပေါ့နော်အခုဒီဆေးကဒီယူပေါ့နော်ဒီယူစီးလေးကကျတော့ကျွန်တော်တို့ဒီစီးဂျိုတို့တွေးတိုးတို့အကုန်တက်တာတယ်မှာဝမ်းချုပ်တာကတော့အဓိကထားပြီးတက်တာဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ဒီချင်းစော်ကားရုံနဲ့ပတ်သက်ပြီးတော့အသေးစိတ်ချက်လက်များကိုသိကျင်နေဝယ်ကျင်နေမေးကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Viber နံပါတ်89165996နဲ့တကွာViber နေပြီးလာပြီးမေးလို့ရတယ်လို့နောက်ထပ်ဘယ်ကနေလာမေးလို့ရတယ်ဆိုအခု TikTok ဗီဒီယိုရဲ့ချက်ပေါက်သုံးပေါက် Messenger နေပြီးလာရောက်မေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်အမလည်းကျေးဇူးတင်ပါတယ်ဒီလိုကလာဝယ်ပေးတဲ့အတွက်အော်ဒါလေးဆက်ဆက်လိုက်ပါဦးနော်ကျေးဇူးပါမှာဟောဈေးဝယ်လာတယ်ယူလေးပဲဆိုတော့အားဆောင်တယ်သူကဆေးဆိုပြီးတော့လည်းအရင်တောက်ရမှာကြောက်နေတဲ့လူတွေတော့ဒီကောင်ယိုလေးကိုရင်ရွေးပူလေးနဲ့တောက်ပေးရုံနဲ့အဆင်ပြေတာဆိုတော့လေလက်ချက်လည်းဆေးဖြစ်တယ်အဲ့ဖက်လည်းမဖြစ်ဘူးပေါ့ဗမာကိုယ့်ရဲ့ဒီအရင်ကိုဒီနေ့ထွက်တဲ့ဟာတွေလောက်ထားတာဟုတ်ကဲ့ဒါတော့ဒီအနေမရှိဘူးဟုတ်ဒါလေးကတူပါဒါတော့ဒီဘက်ကိုစာတင်လာရင်လားလှုပ်လာရင်လားဒီကစာတင်လာရင်လားနေဝင်ဝဲတာပါသူဆိုလို့ရှိရင်လည်းဒါအမတော့အဆင်ပြေတာပါဟုတ်ဒါဆိုဘယ်နဲ့ချိန်လောက်ရှိလဲဒါကျတော့စာတင်တရက်မှာလိုက်တာဟုတ်လားမကုန်သေးဘူးမကုန်သေးဘူးဟုတ်ကျေးဇူးတင်ပါတယ်အမညွှန်းပေးလိုက်တာနဲ့စာတင်ရက်မှာလိုက်တာကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော်တို့ဒီယိုလေးကိုရုံကြည်ကြည်နဲ့လာပြီးတော့အားပေးတဲ့အတွက်အမရောအမအောင်နှစ်ယောက်လုံးကျေးဇူးတင်ပါတယ်နော်ကျေးဇူးပါဟုတ်ကဲ့ပါမာလီ20ဆိုလဲ20 30မာထားလိုက်တယ်ဒီတာဟုတ်ကဲ့ပါအမမပြီးဘူးတော့ဟုတ်ကဲ့ပါကျေးဇူးပါနော်မတက်တာ